အားလုံးပဲမင်္ဂလာပါဆောက်ကွန်ဆပ်ဘန်က page ကနေကြိုဆိုလိုက်ပါရစေ။အဲ့တော့ကျွန်တော်တောင်ကိုရီးယားနဲ့ချက်တို့ရဲ့ပွဲပြီးသွားတဲ့အချိန်မှာတော့တောင်ကိုရီးယားက 2-1 နဲ့နိုင်သွားတယ်။တကယ်တမ်းကျွန်တော်တို့ဒီနှစ်သင်းရဲ့ပွဲမတိုင်ခင်လေးကထင်ထားတဲ့ structure တွေအတိုင်းပဲဒီနှစ်သင်းလုံးကသူတို့အားသာချက်ရှိတဲ့အရာတွေကိုဒီနေ့ပွဲစဉ်မှာပို့ပြီးတော့အသုံးပြုသွားခဲ့တာတွေ့ရတယ်။အဲ့တော့တောင်ကိုရီးယားဆိုရင်ကျွန်တော်တို့အာရှအသင်းဖြစ်တဲ့အတွက်ပို့ပြီးတော့ ground မှာရွေးချယ်မှုကောင်းတယ်ပို့ပြီးစုဖွဲ့မှုကောင်းတယ်တူးချင်းကြော်ဖြတ်မှုတွေကောင်းတယ်ဒါပေမဲ့လည်းတိုက်စစ်ပန်းတော့နည်းနည်းလေးအဲ့လိုအဆုံးသက်ပိုင်းတွေလိုအပ်ချက်ရှိတယ်ပေါ့တော့တောင်ကိုရီးယားနဲ့ပတ်သက်ရင်ဒီလိုချက်လေးတွေရှိတယ်တစ်ဖက်က chess ကတော့ဥရောပအသင်းဖြစ်တဲ့အတွက်သူတို့ရဲ့အရင်မှမြင့်မားမှုနီးစနစ်ပိုင်းပို့ပြီးတော့အသုံးပြုတယ်ဒုံတက်တိုင်းနဲ့ကစားတယ်အဓိကအဖြစ်အမြင်ဘောတွေပို့ပြီးတော့အသုံးပြုတာများတဲ့အသင်းတော့တိုက်စစ်ပိုင်းမှာတော့ Patrick Schick တို့လို Pavel Suter တို့ကစားသမားတွေရှိပေမဲ့တကယ်တမ်းကွင်းထဲရောက်သွားတဲ့အချိန်မှာတော့ဒီကစားသမားတွေကလည်းအဲ့လောက်ထိအသင်းပေါ် impact ဖြစ်မနေတာတွေ့ရတယ်အဲ့တော့ပြောချင်တာကတောင်ကိုရီးယားကဒီပွဲကိုတကယ်ကိုထထိုက်တတန်နဲ့နိုင်သွားတယ်လို့ပဲပြောရမယ်တပွဲလုံးအနေထားရပြီးတော့ပွဲကိုထိန်းချုပ်မှုအနေထားရတောင်ကိုရီးယားကနိုင်သင့်တယ်လို့ပဲကျွန်တော်ကတော့ထင်တယ်အဲ့တော့ပွဲကိုပြန်သွားလိုက်မယ်ဆိုရင်နည်းနည်းလေးတော့ပြင်းစရာကောင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒါညာတော့ကဒီမန်စီကိုပွဲမှာတော့ဒိုင်ကအဝါကတ်တွေအနီကတ်တွေတောက်လျှောက်ပြပြီးတော့ပွဲကတော်တော်ကိုကြမ်းတမ်းနဲ့စထားတဲ့ပွဲကဒီပွဲကတော့အဝါကတ်တစ်ချိန်ပဲရှိတယ်အဲ့အဝါကတ်တောင်မှနောက်ဆုံးအချိန်ပူမိနစ်96မိနစ်မှပြခံခဲ့ရတဲ့အဝါကပြောချင်တာပွဲကနည်းနည်းလေးအေးတယ်ဟိုပထမပိုင်းမှာလည်းဂိုးတွေမသွင်းဘူးနှစ်သင်းလုံးအခွင့်အရေးတချို့ရတယ်တောင်ကိုရီးယားတော့အခွင့်အရေးပူရတာပေါ့လေအဲ့တော့ဆွန်ဟောင်မင်တို့ကန်ခွင့်နေရတယ်ဒါပေမဲ့ဆွန်ဟောင်မင်လည်းသူ့ရဲ့ prime time ကြော်သွားတဲ့အချိန်မှာတော့သူ့ကိုတပွဲလုံးအားကိုးလို့မရတော့ဘူးဆိုတော့ကျွန်တော်တို့တွေ့လာရတယ်ရုံးတော့ရုံးတယ်ဒါပေမဲ့မိနစ်90စာအရတော့ဆွန်ဟောင်မင်ကတိတ်ပြီးအလုံးမဖြစ်တော့တာတွေ့ရတယ်အဲ့တော့ဒုတိယပိုင်းလူစားအပြောင်းလဲတွေကတောင်ကိုရီးယားအသင်းအတွက်ပို့ပြီးတော့မှန်ကန်သွားတယ်တနည်းအားဖြင့်ဟွိုင်ချန်ဝင်လာပြီးနောက်ပိုင်းမှာအသင်းရဲ့တိုက်စစ်ကတော်တော်ကိုထက်မြက်သွားတာတွေ့ရတယ်တောင်ကိုရီးယားနဲ့ပတ်သက်ရင်အမှန်တမ်းပြောရမယ်ဆိုရင်ဒီလောက်တောင်မှကစားနိုင်လိမ့်မယ်လို့ကျွန်တော်မထင်ထားဘူးအဲ့တော့တောင်ကိုရီးယားရဲ့ခြေစစ်ပွဲတွေတိတ်မကြည့်ခဲ့ရလဲပါကောင်းပါလိမ့်မယ်ပြောရမယ်ဆိုရင်ဂျပန်လောက်တောင်ကျွန်တော်တောင်ကိုရီးယားကိုတိတ်ပြီးတော့ဟိုအရင်မမျောလင့်ထားဘူးဒါပေမဲ့ကစားတော့တာတကယ်ကောင်းတယ်အဲ့တော့အာရှအသင်းဆိုပေမဲ့တော်တော်လေးကိုစုဖွဲ့မှုကောင်းတယ်ချစ်လက်မှုရှိတယ်နေရာလွတ်တွေလုံးဝမပေးဘဲနဲ့ဟိုဒါချက်လို့အသင်းမျိုးကိုအပေါ်စီးကနေကစားတော့တာကျွန်တော်တကယ်ဂုဏ်ယူစရာကောင်းတဲ့နိုင်ပွဲတစ်ပွဲလို့ပြောလို့ရတယ်ပြီးတော့တစ်ဖက်က chess နဲ့ပြန်သွားလိုက်မယ်ဆိုရင်တော့ chess ကပြောမယ်ဆိုရင်ခြေစစ်ပွဲတွေမှာဟိုအုပ်စုဒုတိယနဲ့ playoff တွေဆက်ကန်ရတယ် playoff မှာ Ireland လို့အသင်းကိုနိုင်တယ် Denmark လို့အသင်းကို penalty အဆုံးဖြတ်နဲ့နိုင်တယ်ပြောချင်တာကဒီအသင်းကအနည်းဆုံးတော့မရှုံးအောင်ကစားတတ်တဲ့အသင်းနိုင်ဖို့တော့ဟိုသူကတော့တစ်ဖက်အသင်းကိုနိုင်ဖို့လွယ်ချင်မှလွယ်လိမ့်မယ်ဒါပေမဲ့လည်းသူ့ကိုနိုင်ဖို့လည်းတော်တော်လေးခက်ရခက်စစ်စူးစမ်းမှရမယ်တောင်ကိုရီးယားကတော့အဲ့လိုခက်ရခက်စစ်နိုင်ပွဲကိုရသွားတယ်လို့ပြောလို့ရတယ်ပထမပိုင်းမှာတော့နှစ်သင်းလုံးကဘာမှသိပြီးတော့မရှိဘူးကျွန်တော်ထင်ထားတဲ့အတိုင်းပဲဒီပွဲကလည်းပြောရမယ်ဆိုရင်ဒီနှစ်သင်းလုံးအတွက်အုပ်စုဘယ်နေရာကနေတက်မလဲရှုံးထွက်ဆင့်ကိုဘယ်နေရာကနေရောက်မလဲဆိုတာအဆုံးဖြတ်ပေးနိုင်တဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်အားလုံးခံမှန်းထားခဲ့ကြတယ်ဘာလို့လဲဆိုတော့ group အတွင်းပြန်ကြည့်လိုက်မယ်ဆိုရင်မက္ကဆီကိုကိုကျွန်တော်တို့တွေနေရာတနေရာပေးထားမယ်အိမ်ရှင်လည်းဖြစ်တယ်ခြေစွမ်းလည်းကောင်းနေတာ哦ပြီးတော့နိုင်လဲနိုင်ထားတယ်တောင်အာဖရိကကတော့ခြေစွမ်းရအောင်ကစားသမားအင်အားရပါအားနည်းဆုံးလို့သတ်မှတ်လို့ရတယ်အဲ့တော့ဒုတိယနဲ့တတိယနေရာမှာတောင်ကိုရီးယားနဲ့ chess နှစ်သင်းဒီနှစ်သင်းကဒီလိုပထမဆုံးတွေ့တဲ့ပွဲဒီနှစ်သင်းရဲ့အုပ်စုအဆုံးဖြတ်ပေါ့လေဘယ်နေရာရောက်မလဲဥမာ chess နိုင်သွားရင် chess ကဒုတိယနေရာနဲ့တနည်းအားဖြင့်နောက်ဆင့်တက်ဖို့အတွက်အခြေအနေကောင်းတယ်တောင်ကိုရီးယားနိုင်သွားရင်တောင်ကိုရီးယားကနောက်တစ်ဆင့်တက်ဖို့အတွက်အခြေအနေကောင်းမဲ့အဆုံးဖြတ်ပွဲလို့တော့ပြောလို့ရတော့အဲ့လိုပွဲမှာတောင်ကိုရီးယားကနိုင်သွားတယ်အဲ့တော့ chess နဲ့ပတ်သက်ပြီးပြန်ပြောရမယ်ဆိုရင်တော့ဥရောပအတွေ့အကြုံရင်ကစားသမားတွေရှိပေမဲ့သူတို့အသင်းရဲ့တိုက်စစ်ကလုံးဝအလုံးမဖြစ်ဘူးအဲ့တော့ဒါကိုပဲအားကိုးနေရအမြင်ဘောတစ်ခုပဲအားကိုးပြီးတော့အသုံးပြုနေရတယ်တိုက်စစ်ကလည်းမမေရဘာမှသိမ့်မရှိပဲနဲ့သူတို့အားတန်တဲ့အရာတစ်ခုတည်းကိုပဲဒီဇိုင်းမတ်သွားနေတာတွေ့ရတယ်အဲ့တော့ရသွားတဲ့ဂိုးမှလည်းဒါဘူဗာနာတင်းရဲ့ခံစားသမားခရက်စီရဲ့ခေါင်းတိုက်ကူတော်တော်ကောင်းတယ်အဲ့တော့ဒီဂိုးကထူးခြားတယ်ခြေထောက်နဲ့မထိလိုက်ပဲနဲ့ရသွားတဲ့ဂိုးတစ်ခုပါလက်ပစ်ဘောကိုဓာတ်ရိုက်ဘောက်စတဲကိုမြှောက်တယ်ဟိုကနေတက်လာတဲ့ခရက်စီကတော်တော်လေးကောင်းတဲ့ချန်ပီယံနဲ့ခေါင်းတိုက်သွားတော့ဒီဂိုးမှာသွင်းသွားတဲ့ကစားသမားတွေခြေထောက်နဲ့ထိတာလုံးဝမတွေ့လာတဲ့ထူးထူးခြားခြားဂိုးလို့ပြောလို့ရပါတယ်အဲ့တော့ chess ကဥဆောင်သွားတဲ့အချိန်မှာပွဲကပို့ပြီးတော့တန်ဖိုးမြင့်သွားတယ်နည်းနည်းလေးဆက်ပြီးတော့ဒါထိန်းနိုင်မယ်ဆိုရင် chess အတွက်ဒီပွဲကဖြစ်သွားနိုင်တယ်ဒါပေမဲ့တန်ဖိုးလုံးဝမထိန်းနိုင်ဘူးတောင်ကိုရီးယားပို့ပြီးတော့အခွင့်အရေးတွေရလာတယ်ပြီးတော့ရသွားတဲ့ခြေပါကူပြန်ရသွားတာလည်းတော်တော်လေးညံပါတယ်အဲ့တော့အဲ့လိုခြေပါကူပြန်ရသွားတဲ့အချိန်မှာပွဲကတောင်ကိုရီးယားဘက်ပြန်ပြီးတော့စီးသွားတယ်ပြီးတော့အနိုင်ကိုလည်းတော့ညာချန်လီကန်ရဲ့ဒါဖြတ်တင်မောကနေအသင်းပေါ်ကပိတ်သွားပြီးတော့2-1ဖြစ်သွားတာပြောချင်တာတောင်ကိုရီးယားဘက်မှာ
ကန်တရားလည်းရှိတယ်အခွင့်အရေးတွေကလည်းပေးတယ်ပြီးတော့ chess ဘက်ပြန်ကြည့်မယ်ဆိုရင်တော့ဒီဥဆောင်ကိုပြန်မပေးရခင်မှာစုချက်ရဲ့ခေါင်းတိုက်ကိုနဲ့ကျွန်တော်တို့ချက်တောင်မှပြန်ဥဆောင်တော့မယ်လို့ထင်နေပေမဲ့ဒါလူကျွန်းနေထားရောက်နေတဲ့အတွက်ပွဲအလှည့်ပြောင်းအမှပို့ပြီးတော့ဘယ်လိုပြောရမလဲအလှည့်ပြောင်းဆိုတာထက်မိနစ်ပိုင်းလေးအတွင်းမှာပွဲရဲ့ရလဒ်ကိုလုံးဝပြောင်းလဲပလိုက်တဲ့အခြေအနေပေါ့အဲ့တော့ chess ကဥဆောင်ကိုထက်ရပြီးတော့ပွဲကိုဥဆောင်မယ်လို့ထင်တဲ့အချိန်မှာပဲအဲ့ဒါကလူကျွန်းဘောဖြစ်သွားပြီးတော့တစ်ဖက်ကတောင်ကိုရီးယားကပွဲကိုပြန်ဥဆောင်သွားတယ်ဆိုတော့တော်တော်ကိုပြောင်းပြန်ချိန်ဝင်ရှာဖြစ်သွားတယ်လို့တော့တွေ့ရတယ်အဲ့တော့ပွဲအနေထားရတော့အရန်ကြီးတော့ကောင်းနေတာမျိုးမဟုတ်ဘူးဘာလဲဆိုတော့ဒီလိုမျိုး World Cup tournament တွေကအများတန်းနှစ်သင်းလုံးကတော်တော်လေးကြီးဆိုင်ကန်နဲ့အမှားယွင်းနေအောင်ကန်နဲ့အခွင့်အရေးတက်နိုင်သမျှမပေးအောင်ကန်နဲ့အဲ့လိုပုံစံနေနဲ့ပြောသွားဆိုတော့ဒီပွဲကလည်းဒုတိယပိုင်းမှာဂိုးတွေသာရမဲ့သာရတာတကယ်တော့ overall ခြုံကြည့်လိုက်မယ်ဆိုရင်အရန်ကြီးတန်ဖိုးမြင့်ပြီးတော့ကောင်းနေတဲ့ပွဲမျိုးလို့ကျွန်တော်တို့မထင်ဘူးဒါပေမဲ့လည်းဒါကခြေစွမ်းကောင်းစရာမလိုဘူးနိုင်ပွဲရရင်ရပြီအဓိကအုပ်စုတက်ရေးဆိုတဲ့အခြေအနေကျတောင်ကိုရီးယားကတော့အခြေအနေကောင်းသွားပြီလို့ပြောလို့ရတယ်။တောင်ကိုရီးယားနဲ့ပတ်သက်ရင်လည်းပြီးခဲ့တဲ့2022တုန်းကလည်းဒီလိုမျိုးပဲဒါအနည်းဆုံးတော့အုပ်စုတက်အောင်တော့လုပ်နိုင်တယ်။အဲ့တော့ဒီအုပ်စုမှာတော့မက္ကဆီကိုတောင်ကိုရီးယားချက်တောင်အာဖရိကဆိုတဲ့အစဉ်လိုက်ပြန်ဖြစ်သွားတယ်။ကျွန်တော်ထင်ကတော့ဒီမက္ကဆီကိုနဲ့တောင်ကိုရီးယားနှစ်သင်းပဲအုပ်စုပထမနဲ့ဒုတိယနေရာအတွက်အခြေအနေကောင်းသွားမယ်လို့ထင်တယ်။ Chess ကတော့အုပ်စုတတိယနေရာအတွက်ဘာလို့ပြနိုင်မလဲတော့မသိဘူးလေဘယ်လိုပဲဖြစ်ပါ။နောက်ပွဲတွေကျန်နေသေးတာဖြစ်တဲ့အတွက်ဒါကဘာဖလားကတော့အချိန်ရဆိုရင်ကျွန်တော်တို့ညတနားခွဲမှာကန်တယ်3နာရီခွဲမှာပြီးတယ်မနေ့7နာရီခွဲပြန်ကန်တယ်ဆိုတော့ကြည့်ရတဲ့သူတွေတော့ကတော့နည်းနည်းလေးအိပ်ရေးပြတ်တယ်ပေါ့လေအေးဒါတော့မှပထမဆုံးရက်ပဲရှိသေးတယ်နောက်မှကမောက်ကမဖြစ်မဲ့4နာရီခွဲတွေ5နာရီခွဲတွေရှိသေးတယ်ဘယ်လိုလာမလဲမသိဘူးကျွန်တော်တော့ဘောလုံးပွဲဖြစ်တဲ့အတွက်မရမကတော့ပြန်ပြီးတော့ထားပြီးကြည့်တယ်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်အဲ့တော့ဒီညမှာလည်းကနေဒါတို့နောက်နေ့မနက်မှာဆိုလဲဒါအမေရိကန်တို့ပွဲရှိတဲ့အတွက်အဲပွဲတွေပြီးရင်ပွဲပြီး30ချက်နဲ့တူပြန်လာခဲ့ပါမယ်